ban statement ဘယ်လိုထုတ်အောင်မလဲဆိုတာကိုမြန်လေးပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး ban account တစ်ခုရှိဖို့လိုပါတယ်ကျွန်တော်ကတော့ Cambodia banking နဲ့ပဲပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Chrome browser ထဲကိုဝင်ရမယ်Chrome browser ထဲကိုဝင်ပြီးရင်ကျွန်တော်တို့ search bar မှာKBZ iBanking ဆိုပြီးရိုက်ရှာလိုက်ပါရိုက်ရှာပြီးဒီလိုပေါ်လာနှိပ်လိုက်ပါတော့ဒီမှာ KBZ iBanking ကိုပဲနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ user name နဲ့ password ထည့်ပြီးတော့ login ကိုဝင်ပြီးနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ mobile banking မှာဝင်တဲ့ user name နဲ့ password ထည့်ပြီး login ဝင်လိုက်ပါကျွန်တော်တို့ user name နဲ့ password ထည့်ပြီးရင်ကျွန်တော်တို့ account ကျွန်တော်တို့ရဲ့ iBanking account ထဲကိုရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ iBanking account ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာမြင်းသုံးချောင်းကိုနှိပ်မယ်မြင်းသုံးချောင်းကိုနှိပ်ပြီးတော့ account ဆိုတော့နှိပ်ရမှာဖြစ်ပါတယ်account ကိုနှိပ်လိုက်ရင်ဒီမှာ account statement ဆိုပြီးတွေ့ပါလိမ့်မယ် account statement ကိုနှိပ်ရမှာဖြစ်ပါတယ်account statement ကိုနှိပ်ပြီးရင်ဒီနေရာမှာပေါ့နော်ကိုကဘယ်ကောက်ထည့်ရထုတ်မှလဲဆိုတော့ရွေးရမှာဖြစ်ပါတယ်ကျွန်တော်မှာဒီတစ်ကောက်ပဲရှိရဖြစ်တဲ့အတွက်ဒီမှာ card and saving ပေါ့နော်ပြီးရင်ကျွန်တော်တို့က submit ကိုနှိပ်လိုက်မှာဖြစ်ပါတယ် submit ကိုနှိပ်ပြီးရင် date ရွေးရမှာဖြစ်ပါတယ်ဘယ် date ကနေစပြီးထုတ်မှလဲပေါ့နော်ကျွန်တော်ကတော့ဒီ January 1ရက်နေ့လောက်ကပဲထုတ်ပြလိုက်မှာဖြစ်ပါတယ်ကျွန်တော်က January 1ရက်နေ့ကနေထုတ်ပြမှာဖြစ်ပါတယ် February January ပေါ့နော်January 1ရက်ဆိုပြီးကျွန်တော်ရွေးလိုက်မှာဖြစ်ပါတယ်ရွေးပြီးရင်ဒီမှာto date ပေါ့နော်ဘယ်နေ့အထိထုတ်မှာလဲပေါ့နော်ကျွန်တော်ကဒီနေ့အထိပဲထုတ်လိုက်မှာဖြစ်ပါတယ်ပြီးရင် account number ပေါ့နော် account number မှာလည်းဒီမှာဒီဟာလေးကိုနှိပ်ရမှာဖြစ်ပါတယ်နှိပ်ပြီးဘယ်ကောက်ထည့်ရထုတ်မှာလဲဆိုတော့ကျွန်တော်ရွေးရမှာဖြစ်ပါတယ်ကျွန်တော်နှစ်ကောက်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီတစ်ကောက်ထည့်ရနေပဲကျွန်တော်ကထုတ်မှာဖြစ်ပါတယ် date လည်းရွေးပြီးပြီ account number လည်းရွေးပြီးဆိုတော့ကျွန်တော်တို့ submit ကိုနှိပ်ရမှာဖြစ်ပါတယ်submit ကိုနှိပ်ပြီးဆိုတော့ date ကိုပြန်စစ်လို့ရပါတယ်เนาะတစ်လပိုင်း1ရက်နေ့ကနေ4လပိုင်း18ရက်နေ့အထိကျွန်တော်ထုတ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့် date တွေလည်းရွေးပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့က confirm ကိုနှိပ်လိုက်ပါ confirm ကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ download PDF ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ download PDF ဆိုတော့နှိပ်ရမှာဖြစ်ပါတယ် PDF file ကျွန်တော်တို့က download ဆွဲရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ download တွေကိုဝင်စစ်ရမှာဖြစ်ပါတယ်download ဆွဲနေပြီပေါ့နော်ဒီမှာ download ကိုနှိပ်လိုက်ပါနော်download ကိုနှိပ်မယ် download နှိပ်ရင်ဒီမှာ download ဆွဲလိုက်ပြီး just now နဲ့ just now ဆိုပြီးတော့ကျွန်တော်ဒီမှာ PDF file အနေနဲ့ထွက်လာမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အတွက်တွေ NRC တွေနာမည်တွေပေါ့နော်ဘဏ် account number တွေအကုန်လုံးကြားလာမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့သတ်မှတ်ထားတဲ့လအတွင်းမှာ transaction တွေဘယ်လောက်လုပ်ထားလဲဆိုတာလေပေါ်မှာဖြစ်ပါတယ်ကျွန်တော်ကတော့အတွက်တွေ transaction လုပ်ထားတာတွေကိုတော့ကျွန်တော် privacy ရကျွန်တော်ပြောမပြတော့ပါဘူးเนาะကိုယ့်အကိုပဲကိုယ့်အကောင့်ထဲမှာကိုကြည့်လိုက်ကြတော့ပေါ့เนาะဒီ bank statement နဲ့ Binance မှာ POA အတွက်တင်မယ်ဆိုရင် proof of အတွက်တင်မယ်ဆိုရင်တော့ online ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင်ထပ်မေးသွားလို့ရပါတယ်ကျွန်တော်သိသလောက်ကျွန်တော်ဖြည့်ပေးမှာဖြစ်ပါတယ်